ဒီကွန်မန့်လေးကမေးထားတဲ့မေးခွန်းလေးတွေကိုခရူကနေပြီးတော့ရှင်းပြရင်းနဲ့တင်ပြပေးသွားမယ်နော်ပထမဦးဆုံးတစ်ကြောင်းလေးကขอใส่ถุงกลับบ้านครับค่ะขอใส่ถุงกลับบ้านครับค่ะขอใส่ถุงกลับบ้านกับครับค่ะပေါ့နော်မขอใส่ขอဆိုတာတောင်းဆိုလိုက်တာယူခြင်းပါတယ်ပေးပါပေါ့နော်လူတော်မျိုးစိုက်ဆိုတော့ထည့်တာပေါ့နော်ထုံးဆိုတာအိတ်နဲ့ထည့်မယ်ပေါ့နော်ကလပန်းဆိုတာကပါဆယ်ယူမယ်တူတူပဲပေါ့နော်ขอใส่ถุงกลับบ้านครับครับဆိုတာယောက်ျားလေးပြောတာခမညာခဆိုတာတော့မိန်းကလေးပေါ့နော်နောက်ဆုံးမှာကြိုက်တာမိန်းကလေးဆိုရင်ခထည့်ပေါ့နော်ယောက်ျားလေးဆိုရင် ครับ ထည့်လို့ရပါတယ်ขอใส่ถุงกลับบ้านครับขอใส่ถุงกลับบ้านค่ะနောက်တစ်ကြောင်းလေးကတော့ပတ်စံအကျွေလဲကျင်လို့ပါပေါ့နော်ထိုင်းလို့ပြောကြမယ်ขอแลกเงินย่อยหน่อยครับขอแลกเงินย่อยหน่อยค่ะขอဆိုတာကတောင်းဆိုတာပေါ့နော်ပေးပါแลกဆိုတာကလဲတယ်နော်เงินဆိုတာကเงินย่อยเงินဆိုတာတော့ပတ်စံပေါ့နော်เงินย่อยဆိုတာအကျွေပေါ့နော်หน่อยဆိုတာနည်းနည်းလောက်ပေါ့နော်ครับတော့မဟုတ်ค่ะขอแลกเงินย่อยหน่อยครับขอแลกเงินย่อยหน่อยค่ะရမယ်နော်ขอแลกเงินย่อยหน่อยครับเอาได้စာကြောင်းလေးကတော့มาจ่ายค่าของติดของที่ติดไว้ของเดือนนี้ครับค่ะဒီလအတွက်ဝယ်ထားတဲ့ပစ္စည်းဖို့အကျွေလာပေးတာပေါ့နော်มาจ่ายมาဆိုတာလာတာจ่ายဆိုတာတော့ရှင်းတာค่าဆိုတာတန်ဖိုးของဆိုတာပစ္စည်းที่ဆိုတာတဲ့ติดไว้ဆိုတာကဒီကျန်းနေတယ်ပေါ့နော်ကျန်းရှိနေတယ်ของဆိုတာရဲ့เดือนนี้ဆိုတာဒီလရဲ့ပစ္စည်းဖို့ကျန်းအကျွေးပေါ့နော်လာပေးတာဆိုတဲ့အဓိပ္ပာယ်มาจ่ายค่าของที่ติดไว้ของเดือนนี้ครับค่ะပေါ့နော်มาจ่ายค่าของที่ติดไว้ของเดือนนี้ค่ะနောက်တဲ့စာကြောင်းလေးကတော့တက်စီအပြည့်ထည့်မယ်လို့ပြောမယ်ပေါ့နော်เติมน้ำมันဆိုတာကတက်စီเติมน้ำมันဆိုတာကတက်စီထည့်မယ်เติมทางครับค่ะเติมทางဆိုတာကတော့အပြည့်ပေါ့နော်ပုံပြည့်လို့ပြောချင်တာเติมน้ำมันเติมทางครับค่ะเติมน้ำมันเติมทางครับค่ะเติมน้ำมันเติมทางครับค่ะနောက်တဲ့စာကြောင်းလေးကဆိုင်ငယ်အင်ဂျင်ဝိုင်းလဲမယ်လို့ပြောကြမယ်ပေါ့နော်เปลี่ยนน้ำมันเครื่องรถมอเตอร์ไซค์ครับค่ะเปลี่ยนဆိုတာလဲတယ်น้ำมันဆိုတာကတော့น้ำมันเครื่องဆိုတာကတော့အင်ဂျင်ဝိုင်းรถมอเตอร์ไซค์ဆိုင်ငယ်ครับค่ะခမညာค่ะနော်ရှင်ပေါ့เปลี่ยนน้ำมันเครื่องรถมอเตอร์ไซค์ครับเปลี่ยนน้ำมันเครื่องรถมอเตอร์ไซค์ค่ะနော်နောက်ကခမညာနဲ့ရှင်နဲ့ကိုပြောင်းပြီးပြောလိုက်အောင်ပေါ့နော်ခရူရဲ့တင်နန်းမှာတင်နန်းနေဖွင့်ပေးထားတယ်အဲ့ဒီတင်နန်းတွေကိုလာရောက်စုံစမ်းနိုင်တယ်ပေါ့နော်ထိုင်းဘာသာစကားနဲ့ပတ်သက်ပြီးတင်ခြင်းနဲ့တင်နန်းမျိုးစားအလိုက်ဖွင့်လှစ်ပေးထားပါတယ်တင်နန်းနေဖွင့်လှစ်ထားတဲ့အတွက်တင်နန်းလာရောက်အပ်နှံလို့ရပါပြီ